上。别停车！ထုံရဲခန့်လာအိမ်မက်ဆိုကြီးမှလွတ်မြောက်လာပြီးနောက်စံဦးသည်မိမိအပေါ်ကျူးလွန်ခဲ့သည့်သွေးကြွေးကိုဘာပဲပေးရပြန်လဲကလည်းစားချေရမည်ဟုပြက်ပြက်တသားဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဇလန်အစမှာတော့စံဦးဟာဂိုင်းစတာတထေးကြီးမစ္စတာကန်ရဲ့အမာခံလက်အောက်ငယ်သားတဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့9နှစ်လုံးလုံးတထေးခိုင်းသမျှအလုံးမှန်သမျှကိုတစ်ချက်လေးမှအဖြစ်ပြောစရာမရှိအောင်အသေးသက်ဆုံးနဲ့အပြောင်မြောက်ဆုံးရှင်းလင်းပေးခဲ့သူပေါ့။တခါကစိုင်းပိတ်ချိန်မှာလာပြဿနာရှာပြီးမပြန်ချင်ပဲကြောက်ကြက်လုံနေတဲ့ပြိုင်ဘက်လူမိုက်တွေကိုလည်းစံဦးတယောက်အေးဆက်တဲ့မျက်နှာထားနဲ့အခန်းထဲဝင်ပြီးတယောက်တည်းနဲ့အသေးသက်ဆုံးပညာပေးခဲ့ပါတယ်။ဒါကြောင့်တထေးဖြစ်သူမစ္စတာကန်ရဲ့အမြဲတမ်းချီးမွမ်းခြင်းကိုခံခဲ့ရတာပါဒါပေမဲ့မစ္စတာကန်ကချီးမွမ်းရုံနဲ့မကပဲတတိပေးတဲ့လေတန်းနဲ့ပါအခုလိုပြောခဲ့ပါသေးတယ်မင်းအလုပ်ပေါင်းတရားကိုဘလောက်ပဲကောင်းအောင်လုပ်ခဲ့အကယ်၍အမားလေးတစ်ခုတည်းကျူးလွန်မိရင်တော့မင်းမရှိသမျှအရာအားလုံးမင်းရဲ့အသက်အပါဝင်ငါအားလုံးပြန်သိမ်းပိုက်လိမ့်မယ်မကြခင်မှာပဲတထေးကစံဦးကိုအရေးကြီးတဲ့တာဝန်တစ်ခုပေးအပ်ခဲ့ပါတယ်အဲ့ဒါကတော့မစ္စတာကန်ရဲ့ချစ်သူရေးစားငယ်လေးဖြစ်တဲ့ဟီဆိုမှာမတင်ကားစရာတွေတွေ့နေရလို့နောက်ွယ်မှာအခြားမျိုးသားတအုပ်နဲ့ဖောက်ပြန်နေတာရှိမရှိလျှို့ဝှက်စောင့်ကြည့်ခိုင်းတာပဲဖြစ်ပါတယ်အကယ်၍အမှန်တကယ်ဖောက်ပြန်နေတာမိရင်တော့နှစ်ယောက်လုံးကိုနေရာတင်ချက်ချင်းအပြည့်ရှင်းဖြစ်ဖို့ပါအမိန့်ပေးခဲ့တာပါစံဦးလည်းအလွန်တတိကြီးစွာထားပြီးအစီအစဉ်အတိုင်းဟီစုရဲ့အိမ်ကိုလက်ဆောင်သွားပေးရင်းစောင့်ကြည့်ခဲ့ပါတယ်ဟီစုရဲ့လှပလွန်တဲ့ကောက်ကြောင်းတွေကစံဦးကိုခဏတာမျက်တောင်မခတ်တန်းငင်းမောသွားစေခဲ့ပေမဲ့ဒါဟာတထေးရဲ့မိန်းမဖြစ်လို့စံဦးလည်းစိတ်အာရုံကိုချက်ချင်းဖြတ်ပြီးယဉ်ကျေးစွာနှုတ်ဆက်ကာပြန်ထွက်လာခဲ့ပါတယ်သူဟာအပြင်ဘက်ကနေမရိပ်မိအောင်ဆက်ပြီးစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်ဟီစုကိုလာကြိုတဲ့ကားတစ်စီးနောက်ကိုမျက်ခြေမပြတ်လိုက်သွားရကနေပါတခုတည်းမှာဟီစုနဲ့စိမ့်တက်တဲ့အမျိုးသားတဦးတွဲကားနေတာကိုမြင်ခဲ့ရပါတယ်ညဘက်အိမ်ပြန်လိုက်ပို့ချိန်မှာတော့ထိုမျိုးသားကအင်းရှိတကားဝတင်လိုက်ပို့ပြီးပြန်သွားတာမို့တာမန်တငယ်ချင်းတွေပဲလို့စံဦးထင်မှတ်ခဲ့ပါတယ်။နောက်တစ်နေ့တထေးညွှန်ကြားချက်အရစံဦးဟာဟီစုကိုအစားတောက်ကောင်းတွေကျွေးပြီးသူမရဲ့ဗီယိုလာတီးခတ်မှုတင်တန်းကြောင်းကိုလိုက်ပို့ပေးခဲ့ပါတယ်။အပြင်ဘက်ကနေဟီစုဗီယိုလာတီးနေတာကိုငေးကြည့်ရင်စံဦးတယောက်ဘဝမှာပထမဆုံးအကြိမ်မိန်းကလေးတယောက်ပေါ်ရင်ခုန်ကြည်နူးမှုခံစားချက်တွေပြည့်ရှံသွားခဲ့ရပါတယ်။ဒါပေမဲ့မမျှော်လင့်မဲ့အခြေအနေတွေဆိုးရွားလာပါတယ်။စံဦးအရင်ရက်ကရိုက်နှက်မောင်းထုတ်ခဲ့တဲ့လူမိုက်တွေဟာပြိုင်ဘက်ကိုင်းကဖြစ်နေပြီးစံဦးကိုရန်ညိုးဖြေဖို့လာရောက်ရန်စားကြပါတယ်။ခေါင်းမာတဲ့စံဦးကတောင်းပန်မှုညှင်းဆန်လိုက်တာကြောင့်အညိုးတေးတွေပူကြီးသွားခဲ့ပါတယ်။အဲ့ဒီနောက်စံဦးတယောက်ဟီစုကိုတွားကြိုတဲ့အချိန်မှာမနေ့ကအမျိုးသားဟာဟီစုနဲ့အတူအိမ်ထဲကိုအတူတူဝင်သွားတာကိုမြင်လိုက်ရပါတယ်။တန်တရားစိတ်ပြင်းထန်သွားတဲ့စံဦးဟာတွေးဝေမနေတော့ပဲအိမ်ထဲကိုစွတ်အတင်းဝင်ရောက်စီးနင်းခဲ့ပါတယ်။အဲ့ဒီမှာတင်စံဦးထင်ထားတဲ့အတိုင်းသူတို့နှစ်ယောက်ဟာတာမန်တငယ်ချင်းမဟုတ်ပဲတကယ်ချစ်သူတွေဖြစ်နေတာကိုကွက်တိမိသွားပါတော့တယ်။စံဦးဟာသူထေးထန်သတင်းပို့ဖို့ဖုန်းကိုထုတ်လိုက်ပေမဲ့ဟီစုရဲ့တောင်းပန်တိုးရှိုးနေတဲ့မျက်ဝန်းတွေကိုကြည့်မိတဲ့အခါမှာတော့လုံးဝမရက်ဆက်နိုင်တော့ပါဘူး။အကယ်၍တထေးသာတိသွားရင်ဒီမိန်းကလေးအသေးဆိုးနဲ့တေးရမှာကိုစံဦးသိနေလို့ပါ။ဒါကြောင့်နောက်ဘယ်တော့မှထပ်မတွေ့ဖို့ကတိတောင်းပြီးစံဦးတယောက်ဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်ကသူတို့ကိုလှုပ်ပေးလိုက်ပါတယ်။ဒီလောက်ရက်ကမိမိကိုအန်ရယ်တွင်နဲ့တွန်းပို့လိုက်မှန်းသိပေမဲ့စံဦးဘာနောက်တမှမရခဲ့ပါဘူး။လန်ကီမှာတော့စံဦးတယောက်စိတ်ရှုပ်ထွေးစွာနဲ့ပြန်လာတော့လူငယ်အုပ်စုတစုကသူ့ကိုအကြောင်းမဲ့လာရောက်ရန်စားကြပါတယ်ပြဿနာမဖြစ်ချင်လို့တီးခံပြီးကြော်ဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ထိုလူငယ်တွေကပိုလို့ပင်တွန်းအားပေးနှောက်ယှက်လာခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲအခြေအနေတွေအားလုံးပြောင်းလဲသွားခဲ့ပါပြီတထေးမစ္စတာကန်ဟာအလွန်အမင်းဒေါသထွက်နေတဲ့မျက်နှာထားနဲ့ဟီစုရဲ့အိမ်ကိုရောက်ရှိလာပါတယ်ဟီစုကမိမိကိုတမင်တကာရှောင်ဖယ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့မစ္စတာကန်တယောက်ဟီစုပြောင်းလဲသွားပြီဆိုတာရဲ့သူမရဲ့နောက်ွယ်မှာခိုးကြောင်ခိုးဝက်ဖောက်ပြန်နေပြီဆိုတာရဲ့ကိုအတက်တည်သွားပါတော့တယ်တစ်ဖက်မှာလည်းစံဦးတယောက်တတိယလို့နိုးလာတဲ့အချိန်မှာတော့မိမိအိမ်မှာမဟုတ်တော့ပဲလူမိုက်တွေရဲ့ဖန်ဆီးခြင်းကိုခံထားရပြီးတန်ကြိုးတွေနဲ့လေထဲမှာတွဲလောင်းဆွဲနှိပ်စက်ခြင်းကိုခံနေရပါပြီလူမိုက်တွေကအသက်ချမ်းသာရခြင်းတောင်းပန်ဖို့ပြောပေမဲ့စံဦးရဲ့အဖိတံမှာတောင်းပန်တယ်ဆိုတဲ့စကားလုံးလုံးဝမရှိတာကြောင့်ရရဆက်ဆက်နှိပ်စက်ခြင်းခံရပါတော့တယ်အဲ့ဒီအချိန်မှာတထေးမစ္စတာကန်ကဖုန်းဆက်ပြီးစံဦးကိုလူသူစိတ်ညံတဲ့မြေရိုင်းပြင်တစ်ခုစီခေါ်လာခိုင်းပါတယ်စံဦးကငရဲခန်းကလွတ်ပြီးအထင်နဲ့တထေးရှိရောက်လာချိန်မှာတော့ခုနှစ်နှလုံးလုံးတစ္ဆာရှိခဲ့တဲ့တထေးကိုယ်တိုင်ကသူ့ကိုတက်ပစ်ဖို့အမိန့်ပေးပြီးအရှင်လက်လက်မြေမြုပ်ပစ်လိုက်ပါတော့တယ်အမားတစ်ခုတည်းအတွက်စံဦးပေးဆက်လိုက်ရတဲ့တံမိုးကကြီးမားလုံးခဲ့ပါတယ်
진짜. 야, 문제다. ။ဒါပေမဲ့နက်တီဝါရီတောင်အန်အော်ရမဲ့ဇွဲနဲ့ဆန်ဝူဟာမြေကြီးတဲကနေရုံထွက်ပြီးအသက်ရှင်လျက်ပြန်လည်နှိုးထလာခဲ့ပါတယ်။တထေးရဲ့လက်အောက်ငယ်သားတစ်ယောက်ကဆန်ဝူရဲ့ဇွဲကိုမချီမုန်းပဲမနေနိုင်တာကြောင့်သူ့ကိုခိုးခေါ်လာပြီးရေမိုးချိုးပေးကဖုန်းတစ်လုံးပေးခဲ့ပါတယ်။တထေးစီဖုန်းဆက်ပြီးအမားကိုဝန်ခံတောင်းပန်ရင်အသက်ချမ်းသာခွင့်ရမယ်လို့ဆိုပေမဲ့ဆန်ဝူကတော့ဟီစုကိုပါအန်ရပြုမှာစိုးရိမ်လို့လုံးဝဝန်မခံခဲ့ပါဘူး။ဆန်ဝူလို့တော်မှန်ကြားလိုက်ရတဲ့အခါမှာတော့တထေးမစ္စတာကန်ဟာဒေါသအိုးပောက်ကွဲမတက်ဖြစ်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကလက်တွဲလာတာမို့ဆန်ဝူရဲ့အလျှော့မပေးတတ်တဲ့စရိုက်ကိုသူအသိဆုံးဖြစ်ပြီးတွေးကြွေးကိုတွေးဖြင့်သာဆက်ရမည်ဆိုတာကိုလည်းကောင်းကောင်းကြီးနားလည်ထားပါတယ်။မစ္စတာကန်ဟာရှောင်လွဲစရာလမ်းမရှိတော့တာမို့ဆန်ဝူကိုနေရာအနှံ့လိုက်လံရှာဖွေဖို့သူ့ရဲ့လူတွေကိုချက်ချင်းဆေးလွတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဆန်ဝူဟာသူ့ရဲ့အဆက်အသွယ်တွေကိုအသုံးပြုပြီးတရားမဝင်လက်နက်မှောင်ခိုကိုင်းတစ်ခုစီတွားခဲ့ပါတယ်။ဆန်ဝူကတထေးရဲ့အမိန့်နဲ့အရေးသွေးမြင့်တနက်တွေလာဝယ်တာလို့အကြောင်းပြပေမဲ့ထိုကိုင်းကောင်းဆောင်ကမမျှော်လင့်ထားတဲ့တနက်အမြန်တက်ဆင်ခြင်းပြိုင်ပွဲနဲ့စိန်ခေါ်ခဲ့ပါတယ်။ဆန်ဝူနိုင်ရင်တနက်ကိုအလကားပေးမယ်ရှုံးရင်လက်ပလာနဲ့ပြန်ရမယ်လို့ဆိုပါတယ်နောက်ဆုံးမှာတော့ဆန်ဝူနိုင်သွားပြီးပတ်စံတပြားများပေးစရာမလိုပဲတနက်တွေကိုအလကားရယူနိုင်ခဲ့ပါတယ်ထို့နောက်ဆန်ဝူဟာတနက်တွေကိုယူဆောင်ပြီးမိမိကိုရန်စခဲ့တဲ့ပြိုင်ဘက်ကိုင်းစီတွားရောက်ကလင်းတို့ရဲ့ဂိုင်းကောင်းဆောင်ကိုပါအပြတ်ရှင်းပစ်ခဲ့ပါတယ်အဲ့ဒီဂိုင်းကောင်းဆောင်ကဆန်ဝူကိုမြင်တော့အလွန်အံ့အားသင့်သွားပြီးကောက်ချစ်စွာနဲ့ပြန်လဲတိုက်ခိုက်တာကြောင့် 산호 씨. ဆန်ဝူဝမ်ဘိုက်မှာပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါတယ်ရန်သူကမစ္စတာကန်ကမင်းကိုမတက်နိုင်ရင်ငါကိုယ်တိုင်တက်ပေးမယ်လို့လောင်ပြုံးပြုံးပြီးပြောခဲ့ပေမဲ့နောက်ဆုံးမှာဆန်ဝူရဲ့လက်ချက်နဲ့ပဲအသက်ပြောက်သွားခဲ့ရပါတယ်ဒဏ်ရာအပြင်းထန်ရထားတဲ့ဆန်ဝူဟာတထေးကြီးမစ္စတာကန်ထန်ဖုန်းဆက်ပြီးနာကြီးစရာကောင်းတဲ့အတန်နဲ့တေချင်းတရားအတွက်ပြင်ဆင်ထားဖို့တတိပေးလိုက်ပါတော့တယ်ထိုစကားကိုကြားလိုက်ရတဲ့အခါဂိုင်းစတာတထေးကြီးမစ္စတာကန်ဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်မိမိကိုယ်တိုင်မွေးထုတ်ပေးခဲ့တဲ့မိစ္ဆာကောင်နဲ့ထိတ်တိုက်ရင်ဆိုင်ရတော့မယ်ဆိုတာကိုသူဘယ်တော့မှမတွေးထားခဲ့မိလို့ပါမစ္စတာကန်ဟာဆန်ဝူကိုတားဆီးဖို့အတွက်ရှိသမျှလက်အောက်ငယ်သားအလုံးကိုအဆောင်ရှောက်ဖြစ်ဆင့်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ဆန်ဝူဟာအချိန်များကြီးမဖြုံးခဲ့ရပဲမစ္စတာကန်ရှိရာနေရာကိုဝင်ရောက်စီးနင်းခဲ့ပါတယ်တပ်စင်ကန်းထဲမှာတနက်ကြီးစံတွေကိုအသေးချာဖြစ်တင်းဝမ်ဘိုက်ကတွေးထွက်နေတဲ့ဒဏ်ရာကိုအဝတ်နဲ့စီးပြီးပြတ်သားတဲ့မျက်နှာသားနဲ့ဖြင်းညင်းစွာရှောက်လန်းထွက်လာခဲ့ပါတယ်လမ်းမှာမိမိရဲ့လက်မောင်းကိုချိုးခဲ့တဲ့လူမိုက်ကိုရှင်းလင်းပြီးနောက် 이쪽으로 오시면 안 됩니다.တရေဖြစ်သူမစ္စတာကန်နဲ့ထိတ်တိုက်တိုးပါတော့တယ်ဆန်ဝူကနာကြီးစွာနဲ့မေးခွန်းထုတ်ခဲ့ပါတယ်ခုနှစ်နှလုံးလုံးခွေးတကောင်လိုတစ္ဆာရှိရှိအလုပ်ကျွေးပြုခဲ့တဲ့ကျွန်တော်ကိုအဘဲကြောင့်အရှင်လက်လက်မြေမြုပ်ဖို့ထိရက်ဆက်ခဲ့ရတာလဲမစ္စတာကန်လည်းဘာမှဆင်ခြင်မပေးနိုင်တော့ပဲနောက်ဆုံးမှာတော့နှစ်ဦးသားအပြန်လန်ဒရက်ဆက်ပစ်ခတ်ရင်းစက်သိမ်းသွားခဲ့ရပါတယ်သူ့ဘဝရဲ့နောက်ဆုံးထွက်သက်မိနစ်ပိုင်းလေးမှာဆန်ဝူဟာဟီဆူစီကိုဖုန်းခေါ်ဆိုဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့ဖုန်းပြန်ဖြေဖို့အထိသူ့အင်အားမရှိတော့ပါဘူး
ဆန်ဦးရဲ့စိတ်အာရုံထဲမှာဟီစုတယောက်တာယာငိတ်ညောင်းတဲ့ဘီအိုလာတူရီယာကိုတိခတ်နေပြီးမိမိကဘေးကနေကျေနပ်စွာပြုံးပြီးနေကြည့်နေတဲ့ပုံရိပ်လေးကိုနောက်ဆုံးမြင်အောင်ရင်အသက်ချုပ်သွားခဲ့ရပါတယ် 그 모습을 본 스승이 기이하게 ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribers လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့အောင်တော့နောက်ထပ်ဇလန်အလန်းစားတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်